ရိုနယ်ဂျီညိုကဘောလုံးသမိုင်းမှာအလင်အခေါက်အသက်နိုင်ဆုံးကစားသမားမဟုတ်ဘူးဆိုတာသင်သိပါသလားဒီနေ့မှာတော့ဘောလုံးသမိုင်းကလျှောက်အစွမ်းအထက်ဆုံးနဲ့အလင်အခေါက်အကောင်းဆုံးကစားသမား9ယောက်အကြောင်းကိုပြောပြပေးတော့မှာပါနံပါတ်5ကတော့ခရစ္စတီယာနိုရိုနယ်ဒိုလူများစုကသူ့ကိုကြန့်ခိုင်မှုပိုင်းပြီးတော့ဂိုးသွင်းဆက်ကြီးတစ်ခုအနေနဲ့ပဲမြင်ကြပေမဲ့တကယ်တော့စီရိုနယ်ဒိုကလည်းပါရမီရှင်တစ်ယောက်ပါသူတဲ့ကစားသမားဘဝအစောပိုင်းကာလတွေတုန်းကဆိုရင်ရကြမ်းမရတဲ့ step overs ကြီးရစီးလို့မြန်ဆန်တဲ့အမြန်နှုန်းတွေနဲ့တယောက်ချင်းအတွေ့အမှာနောက်ခံလူတွေကိုအမြဲတမ်းချောင်းလိုက်ခဲ့တာပါနောက်ပိုင်းမှာတော့သူတဲ့ skills တွေကပိုပြီးတော့ထိရောက်အကျိုးရှိတဲ့ပုံစံမျိုးပြောင်းလဲသွားခဲ့ပြီးသမိုင်းမှာအန်ဒီရဲ့အရှိဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်လာခဲ့ပါတယ်နံပါတ်4ကတော့နီမာဂျူနီယာနီမာဆိုတာကတော့အလားပါဆုံးကစားကွက်တွေရဲ့ပြဋ္ဌာန်းချက်ပါပဲသူ့ရဲ့အလင်အခေါက်အလေအပတ်တွေနဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကကမ္ဘာဘောလုံးလောကမှာကြီးရကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်စေခဲ့တာပါ netmac လို့ခေါ်တဲ့ခြေချားတဲ့ကညှက်ထဲထားတွေ rainbow flick တွေအပြင်နေရာချင်းချင်းလေးရဲမှာဆွဲထွက်သွားနိုင်တဲ့သူ့ရဲ့အစွမ်းတွေကဘောလုံးပေးတစ်ခုကိုအမှုပညာမြောက်အောင်ဖန်တီးနိုင်စွမ်းရှိပါတယ်ကျန်တဲ့ကစားသမားတွေကိုမပြောခင်မှာဗီဒီယိုလေးကို double tap လုပ်ပြီးအသစ်တွေကြည့်နိုင်ဖို့ follow ကတ်ကြီးလေးနှိပ်ပေးသွားပါအောင်ပြီးတော့အာလင်ဟာလန်နဲ့ကိုင်လီယန်အမ်ဘာပေဘယ်သူကပိုတော်လဲဆိုတာ comment မှာရေးပေးခဲ့ပါအောင် reaction အများဆုံးရတဲ့ comment ကဒီစစ်ပွဲရဲ့အနိုင်ရရှိသူဖြစ်လာမှာပါနံပါတ်3ကတော့ရိုနယ်ဒီညိုဘောလုံးလောကကိုဒီလောက်အထိပြောစရာကောင်းအောင်လှုပ်ပြနိုင်ခဲ့တာဒုတိယပဲရှိပါနဲ့ရိုနယ်ဒီညိုဟာကွင်းထဲမှာအမြဲတမ်းဖြုံးနေတတ်ပြီးမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ skills တွေဖြစ်တဲ့ elasticos တွေ no look passes ကြီးမနေပဲပေးတာတွေနဲ့အံ့ဩစရာအလေအပတ်တွေကိုပြုလုပ်ပြခဲ့တာပါသူအကောင်းဆုံးပြီးကြောင်းနေတဲ့အချိန်တုန်းကဆိုရင်ပွဲစဉ်တွေကိုဖျော်ဖြေပွဲတစ်ခုလိုပြောင်းလဲပေးခဲ့ပြီးနောက်ခံလူတွေကိုအစွမ်းမပြနိုင်အောင်လုပ်ခဲ့တယ်လို့ပရိသတ်တွေကိုလည်းဘောလုံးပွဲကိုယူသွက်သွားအောင်လုပ်နိုင်ခဲ့ပါတယ်နံပါတ်2ကတော့ Lionel Messiမက်ဆီရဲ့ skills တွေကတော့စူးစူးညံ့ညံ့မရှိလာပြီမဲ့ပြိုင်ဘက်ကိုအသေးအလဲထိခိုက်စေပါတယ်။မယုံနိုင်စရာကောင်းလောက်အောင်ဘောလုံးကိုချေးမခွာဆွဲပြေးနိုင်တာခနာကိုဟန်ချက်ထိန်းနိုင်တာမြင်ကွင်းကျဲတာတွေကြောင့်ခန်းစီကစားသမားအများကြီးချားတဲ့ကနေတတောင့်တတာပဲဖြတ်ကျော်သွားနိုင်တာပါ။သူက skills တွေကိုပွဲတိုင်းမှာတည်ငြိမ်မှုအမားအရွယ်မရှိဆုံးဖြတ်ချက်ချနိုင်မှုတွေနဲ့ပေါင်းစပ်ပြီးပြည့်စုံတဲ့နီးစနစ်ဆိုတာဘာလဲဆိုတာကိုသိပြခဲ့ပါတယ်။နောက်ဆုံးနံပါတ်1ကတော့ကိုဘက်ကဂိုးအေလီယာထဲကနေပြိုင်ဘက်ဂိုးအေလီယာအထိကစားသမားအားလုံးကိုတယောက်ပြီးတယောက်ကြော်ဖြတ်ပြီးကမ္ဘာအဆင့်ခန်းစီကစားသမားတွေကိုပါကွင်းပြင်ဘက်ကလူတွေလိုဖြစ်သွားအောင်လုပ်နိုင်တဲ့ကစားသမားပဲဖြစ်ပါတယ်ဒီကစားသမားကဘယ်သူဖြစ်မလဲဆိုတာသင်ရောသိပါသလားသိရင်သူ့ရဲ့နာမည်ကို comment box မှာရေးသွားပေးကြပါဦး